ဒဏ်ရာတွေကိုချပြပြီးလဲပြိုရမယ့်အရွယ်မဟုတ်တော့လေကျုံလာသမျှလောကတွေကိုရှင်စည်းခံနေတိတ်တိတ်လေးလဲပြိုခဲ့ရတဲ့အချိန်ကခံရရတယ်လက်ကျန်အနာဂတ်နေ့ရက်တွေလာပါဖို့ခွန်အားရှိသလောက်ကျိုးစား